ကောင်းတဲ့အောင်ကြိုးစားမှာပါစိတ်ပူမနေပါနဲ့အမေကဖြောင်းဖြသည်အမေဒီတမီးနဲ့အမေကြားမှာကြားလူဖြစ်နေပြီအမေဒီဩဇာထမြက်အောင်မနေတတ်ထို့ကြောင့်လည်းတဲ့အိမ်လုံးအတွက်အေးဦးမှာတာဝန်ပြရသည်ကိုဘဝအတွက်ကိုတယောက်တည်းအတွက်သာရုန်းကန်ရမည်ဆိုရင်တော့ဘဝကိုဆယ်ပြန်မကရင်ဆိုင်ဝင်ပါရဲ့တယောက်တည်းစိတ်ကူးနှင့်လျှောက်လာနေစဉ်ခြေလမ်းများမှာရုတ်တရက်ရက်တန့်သွားရသည်တသက်ကလည်းသူ့ကိုမြင်တော့အပြုံးရည်များတန့်သွားသည်တသက်သည်လမ်းဆောင်မှာရက်ခါကောင်လေးနှစ်ယောက်နှင့်စကားလက်ဆောင်ကြနေသည်ဆိုင်ကိုလာနေကြကောင်လေးတွေပဲကိုနှစ်တိုင်ရိုက်ပတ်သက်ခြင်းမရှိလေတော့အေးဦးကလည်းပြုံးယုံသာပြုံးပြပြီးဆက်လျှောက်လာခဲ့သည်တသက်၏အပြုမူကိုတော့စိတ်ပြတ်မိသည်ဒီလိုသာဆိုင်ကိုလာသူတိုင်းနဲ့အပြင်မှာလက်ခံစကားပြောနေလေသူတို့ဘဝကိုတနေ့တခြားသူတစ်ပါးကထင်သေးလာမည်တချို့စီးမဆောင်မဲ့လွယ်လွယ်ပြောတဲ့သူကရှိသေးသည်ခေါ်ရင်လိုက်သလားတဲ့ညီမချင်းတီးတီးစကားဖြစ်သည်ကိုလူတိုင်းသိသည်ပင်ဒီလိုဘဝမျိုးနဲ့လက်တကမ်းလိုမှနေရသည်ဆိုတာလွယ်သည်မဟုတ်တစ်ချက်ကလေးမှအတိမ်ဆောင်မခံသည်ဘဝတသက်တို့ကိုဖြတ်လျှောက်လာတော့နောက်မှာဟာကနေရည်တန်ကြားလိုက်ရမိမိအကြောင်းပြောပြီးရည်ပွဲဖွဲ့သူကိုသိတော့လေလှဲ့မကြည့်ပြတော့ဆိုင်ကိုရောက်တော့မညို့ကိုဥစွာမြင်ရသည်ဆိုင်မှာမညို့သည်အေးဆုံးအသက်လည်းအငယ်ဆုံးညီမအတူထက်ငယ်မြည်ထင်သည်မညို့သည်လိမ္မာရေးချရှိဧည့်သည်များနဲ့အစဉ်ပြေအောင်ပြောရဆိုရတော့လေအိန္ဒိယပြအောင်ရောမဝင်တဲ့တချို့ဖောက်သည်များကမညို့ကိုတမီဟုခေါ်ကြချစ်စီရမမသူစားအကြောင်းသိပြီလားမညို့ကရောက်ချင်းနှုတ်ဆက်သည်ဟေးဘာဖြစ်လို့လဲဘာမှမဖြစ်ပါဘူးဟိုလေမမတူစားကဒီဆိုင်မှာမလုပ်တော့ဘူးတဲ့မမရဲ့တခြားဒီထက်လားကကောင်ဝင်ငွေကောင်းတဲ့ဆိုင်ကိုပြောင်းမလို့တဲ့တဲဟုတ်ပါလားသူကဘယ်ဆိုင်ပြောင်းမှာလဲရွှေနဂါးတဲ့ဟိုကဟိုတယ်ကြီးတဲ့မမရဲ့ကျွေးတာမွေးတာလဲတာတယ်လာတဲ့လူတွေကလည်းဒီမှာလူစုံပြောင်းတော့မဟုတ်ဘူးတထင်းတွေမှာလာနိုင်တာတဲ့ကျမတို့တောင်လိုက်ခဲ့ပါလားလို့ပြောနေတယ်အေးဦးကတော့အာမကြပြီဘာပဲပြောဒီဆိုင်မှာကစီကန်းရှိသေးသည်စပွဲမှာဝင်ထိုင်ပြီးစကားပြောယူလူရာဖြည့်ဆည်းပေးရုံပဲလုပ်ရသည်တချို့ဆိုင်တွေကမိန်းကလေးတွေအလှကိုဗန်းပြပြီးငွေရရင်ပြေရောသဘောထားကလက်လွတ်စပယ်ပြုတ်မှုတတ်သူတွေရှိသည်စီးပွားရေးအကွက်မြင်လေးစီကန်းပေါင်တွေကိုကြော်လွှားလေးမဟုတ်ပါလားအေးဦးကတော့ဘဝရက်တည်ရေးအတွက်လုပ်ရတော့လဲစီကန်းပေါင်အတွင်းမှာပင်နေချင်းသည်လိုက်မတော်ပါနဲ့မညို့ရဲ့ဒီမှာလေးချသားပဲမညို့လည်းငယ်ငယ်လေးရှိသေးတာဒီလောက်ပိုက်ဆန်ချရင်တော်ပြီပေါ့မဟုတ်ဘူးလားမမတူစားကတော့ပြောတယ်ဒီလောက်နဲ့ကျင်းတဲ့နေလို့မဖြစ်ဘူးတဲ့အရေးကြီးတာငွေများများရပြီးကောင်းကောင်းနေရဘူးလူတယ်တဲ့အေးဦးကသူစားအတွက်တွေးကတပြင်းချမိသည်မိန်းကလေးတော်တော်များများဟာသူစားလိုပဲအတွေးပေါက်နေကြပြီလားထိုခိုက်တသက်ကတေးအိတ်ကိုရမ်းကဝင်လာသည်ဟေးတို့တင်းတွေဘာတွေပြောနေလဲအေးဦးကိုမကြည့်ပဲမိသည်မပြောပါအောင်တော့မမတူစားအကြောင်းပြောနေတာအေးဦးကတသက်ကိုရှောင်းကစပွဲနဲ့ကလထိုင်တွေကိုနေသားတကြစီးနေသည်အော်စိုက်ပြောင်းမှုလေလားတို့ကတော့ဒီမှာပဲသဘောကျတယ်ကိုဖောက်တဲ့နဲ့ကိုအဆင်ပြေနေပြီလေကိုအတွက်အဆင်ပြေဖို့ပဲလိုတော့မဟုတ်လားတခြားဘာမှအရေးမကြီးဘူးတသက်ကစကားပြောတိုင်းထိပါလျက်ရှိသည်အေးဦးမကြားချင်အောင်ဆောင်နေသည်မကြမီလူတွေစုံလာသည်တနေ့တာအလုတ်ခွင်ကိုတီးဝင်ရောက်ကြသည်ဒီနေ့အနှွဲနောက်ကြနေသည်ခါရင်စိုးစိုးရောက်နေကြအနှွဲရောက်မလာတော့အေးဦးစိတ်ပူလာသည်အခုတလောအေးဦးမှာကိုယ့်ပူနေကိုဆိုတော့အနှွဲကိုတိတ်ကြည့်မဆိုင်မိအနှွဲတီမျက်နှာမကောင်းလာကြပြီဘာများဖြစ်နေပါလဲသူ့ထက်စာလင်းနှွဲဘဝကပူဆူသည်9 နာရီကျော်မှအနှွဲရောက်လာသည်ဟေးအနှွဲမျောလိုက်တာကွာဘာလို့နောက်ကျနေရလဲဘာမှမဖြစ်ပါဘူးအတင်းကျပ်မမေးလို့ရဆက်မမေးတော့ပဲကိုယ့်အလုပ်ကိုလုပ်နေကြရသည်ညနေဆောင်၍လူတန်းသူတန်းတွေစိတ်သုံးတော့မှအနှွဲကသူ့အဖြစ်ကိုပြောပြသည်
ကိုဒီမှာစပွဲလို့လုံနေတာအဖေဟာတိသွားတယ်လေအစတော့ကိုကအမျိုးတယောက်ရဲ့စားတောက်ဆိုင်မှာဝိုင်းကူရောင်းပေးတယ်လို့လှိမ့်ထားတာခုတော့ကိုမိတွေရဲ့တူကပြောပြလို့တိသွားတယ်အဖေကဆူလိုက်တာအချမ်းပဲဟုတ်လားအခုကဘာပြောဘယ်လိုပြောလဲဘယ်လိုမှမပြောပါဘူးကိုမိတွေကကိုဘက်ကပြောပေးတယ်ကောင်းကောင်းမွန်မွန်နေရစားရတာပဲလောက်ပါစီတဲ့သူကတော့အိမ်မှာတက်တာလဲနေလားဒါတွေတွေးမနေပါနဲ့ကိုလုံးချင်တာလုံးဝရင်ပြီးတာပဲဘာပဲဖြစ်ဖြစ်ငါကတော့လုံးမှာပါပဲအဖေကအလုပ်တာမလုပ်စေချင်တာသူရတာလဲသူမိမနဲ့တူတူကြောင်းနေတာနဲ့ကုန်တာကိုရတာလေးပဲကိုသုံးရတာဘူးငါတို့ဘဝဒီလိုပါပဲအလုပ်လဲလုပ်ရသည်ပြောလဲခံရသည်အားလဲချိန်မှာတယောက်ဘဝကိုတယောက်နားလဲတီးခွင့်ရသည်ဆိုင်မှာလူတွေကြလာပြန်တော့လူစုခွဲရပြန်သည်ပလင်းတန်ခွက်တန်အရင်ငဲ့တန်တွေကြားမှာသူတို့ဘဝအကြောင်းလေးတွေကမိမ့်မိန်ပျောက်ကွယ်သွားကြသည်ထွန်းဝင်လာတာကိုစောကြီးကလေးကမြင်သည်ထွန်းတယောက်တည်းမဟုတ်အဖော်တယောက်ပါလာသည်ရုတ်တက်တော့အေးဦးကဝမ်းသာအားရဖြစ်ခါအပြုံးဖြစ်စီကြုံမိသည်အေးဦး၏ဇပွဲကလည်းအား၍နေသည်အထွန်းကအေးဦးကိုတစ်ချက်သာပြုံးကြည့်ပြီးဇပွဲမှာဝင်ထိုင်သည်ကဲမင်းကိုအောင်ခုပြီးလိုက်လာတာမင်းရဲ့ဖောက်တယ်လေးကိုခေါ်ပါအထွန်းနဲ့ပါလာသူလူငယ်ကထို့သူပြောလိုက်တော့အထွန်းကမျက်နှာပြတ်သွားသလိုအေးဦးရင်ထဲမှာလည်းကျင်ငနေဖြစ်သွားသည်အေးဦးတမင်တကာအဆက်ခွဲဖို့ခေါ်လာခြင်းတော့မဟုတ်တန်ရအေးဦးကမတိကျိုးကျူပြူမြဲအလေးကပါနေပြီမို့ဘာမှမကြားရအောင်ဆောင်ကစပွဲမှာရက်သည်အထွန်းဘာစားမလဲမင်းမြဲမေးကူကိုမေးသည်ရန်နပတ်စော်ဒါနပလင်းထွန်းကထိုမြတာပြောသည်အထွန်းကအရက်တောက်မီသို့တော့အေးဦးနဲ့ပါဆိုင်လေအေးဦးကသူပြောတာကိုနားမထောင်နိုင်တယ်လို့အေးဦးပြောတာကိုလည်းအထွန်းကနားထောင်နိုင်မည်မဟုတ်သူတို့နှစ်ယောက်တည်းချစ်သူတွေလည်းမဟုတ်ကြကိုဘဝနဲ့ကိုပြီပဲအထူးသဖြင့်အခုချိန်မှာရောင်းသူနဲ့ဝယ်သူပါပဲဝယ်သူစိတ်ကျဉ်းအောင်ပြုစုပေးဖို့တာဝန်သာရှိသည်အမင်းကပါယူအောင်မလဲသူအရက်တောက်တာကိုလေးမထားသည့်ပုံပြနေတော့အထွန်းကသူ့ကိုကြည့်သည်အေးဦးကခေါင်းငုံထားသည်သူ့အဖော်ကအေးဦးကိုစစ်စစ်ကြည့်နေသည်ခါတိုင်းလိုပဲအထွန်းကတူတူပြောသည်အေးဦးကနောက်ဖေးသူတွက်လက်စွာဝင်ခဲ့သည်ဟေးဝဲဦးကြောင်ကြော်တွေစိမ့်ကြော်တွေအကောင်းဆုံးကြော်ပြီနော်ငါဆက်စားဖို့တိမ်မင်းကိုရွဲတိုက်ပြီးပြောကပြန်ထွက်ခဲ့စော်ရာကြီးကစသည်တို့ကိုအထွန်းရှိတွင်ပြည့်ပြည့်စုံစုံလှလှပပခင်းပြီးထွန်းကအံ့ဩသလိုကြည့်နေသည်အေးဝီလှူရှားဟန်များကအလုတ်သဘောဆန်လွန်လာသည်ပကံနှင့်ဇိုးများကိုပါချပေးပြီးနောက်ဖေးမှအမီးပကံများကိုယူခဲ့သည်ထွန်းတို့ချီမှာတည်တည်တက်တက်ချပြီးသည်ပြီးတော့တခြားစပွဲတွေမှာပြုမြဲထုံးစံအတိုင်းနေရာလွတ်မှဝင်ထိုင်သည်အထွန်း၏မျက်နှာနီးမြန်းစပြူလာသည်အရက်ကိုစတောက်သည်အရက်မတောက်တတ်မှန်းသိတာသည်တချိန်နဲ့နေအတော်များများမောချလိုက်သည်ဘီယာတောက်တယ်လို့တောက်သည်စိတ်ထဲကစိုးရိမ်ပူပန်သွားတော့လေဘာမှမပြောတော့အေးဦးသည်အထူးကြီးချစ်သူမဟုတ်သူတို့လိုရာဆောင်ချင်းပေးရမည်လုတ်သမားတို့ဦးသာဖြစ်သည်မဟုတ်ပါလားအထွန်း၏တငယ်ချင်းကအထုံးကိုရှေ့မှထားပြီးအေးဦးကိုစကားတွေများစွာပြောသည်